ဒီကောင်လေးဟာပုံဆွဲတာကြောင့်အတန်းထဲကနေထုတ်ပယ်ခံရပြီမဲ့သူတယောက်တည်းတော့မဟုတ်ခဲ့ပါဘူးဒီကောင်မလေးလည်းအတန်းထဲကနေထုတ်ပယ်ခံရတာပါပဲသူတို့နှစ်ယောက်မှာတူညီတဲ့အချက်တစ်ခုရှိနေခဲ့ပါတယ်ဒီကောင်လေးမှာအဖေမရှိတယ်လို့ဒီကောင်မလေးမှာလည်းအမေမရှိခဲ့ပါဘူးသူတို့နှစ်ယောက်လုံးက Dragon ပုံတွေဆွဲရတာကိုအရောက်ဝါဒနာပါကြပါတယ်တနေ့မှာတော့တခြားကောင်လေးတစ်ယောက်ကဒီကောင်လေးကိုအဖေမရှိတဲ့အကြောင်းနဲ့ဆက်နောက်ခဲ့ပြီမဲ့ဒီကောင်မလေးကချက်ချင်းဆိုသလိုပဲတင်ငန်းစာပေးလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်ဟာအကောင်းဆုံးတငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်သူတို့အိမ်တွေကမျက်နှာချင်းဆိုင်မှာရှိနေတာကြောင့်ညတိုင်းအတူတူပြောရှင်စွာနဲ့အချိန်ကုန်ဆုံးခဲ့ကြပါတယ်နေ့စဉ်ရက်ဆက်ဆိုသလိုအတူတူဆော့ကစားရေမောကြပြီးကြောက်ပေတစ်ကောင်ကိုလည်းမွေးစားခဲ့ကြပါတယ်စာတင်ရင်လည်းဘေးကျရှင်ထိုင်ပြီးအိမ်စာတွေလို့ကာတွန်းကားတွေအတူတူကြည့်ခဲ့ကြတာပါဒါပေမဲ့တနေ့မှာတော့အဲ့ဒီချက်ပေါက်လေးတိတ်ဆုံးသွားခဲ့လို့သူတို့နှစ်ယောက်စိတ်မကောင်းစွာနဲ့ပဲညီနှုတ်ပြီးခဲ့ရပြီးအတူတူငိုကြွေးခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့သူတို့စိတ်ကိုဖြေပြီးကိုယ်တိုင်လက်နဲ့ပဲစောတစင်းကိုတီထွင်ခဲ့ကြပါတယ်ဘဝကပြင်းစရာကောင်းမနေတော့ပါဘူးပျော်ရွှင်မှုတွေနဲ့စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နေနေခဲ့ပါတယ်တနေ့မှာတော့အိမ်ခေါင်မိုးပေါ်မှာရဲရင်နဲ့သူတို့နှစ်ယောက်ဖာဝတ်တငယ်ချင်းတွေအဖြစ်ရှိနေမယ်လို့ကတိပေးခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီနေ့မှာပဲကောင်မလေးရဲ့အဖေကသူတို့ပြောင်းရွှေ့ရတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ကောင်မလေးကဒီကောင်လေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးလွတ်ဆက်ခဲ့ကြပါတယ်သူတို့နှစ်ယောက်လုံးအတွက်တော့ရင်နာစရာကောင်းမလားပါတယ်မထွက်ခွာခင်လေးမှာပဲကောင်မလေးရဲ့အဖေကသူ့ကိုမေးတက်လိုက်ဖို့မှာကြားလိုက်ပါတယ်အဲ့ဒီအချိန်မှာဒီကောင်လေးကတော့ဆွန်ကိုလက်ထဲမှာကိုင်းရင်းနဲ့သူတို့ဝေးရကိုထွက်ခွာသွားတာကိုမေးကြည့်နေခဲ့ပါတယ်